ဟုတ်ကဲ့ကျွန်တော်ဒီနေ့ရှင်းပြပေးမှာကတော့ဒီကျွန်တော်တို့ရဲ့ premium feature ဖြစ်တယ်ပေါ့နော်ဟို quotation feature ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်quotation feature မှာဆိုလို့ရှိရင်သူကဘယ်လိုသုံးလို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ invoice မဖြစ်ခင်ပေါ့နော် quotation state မှာပေါ့သူက quotation ထုတ်ပေးတဲ့နေရာတွေမှာသူကအသုံးပြုလို့ရတယ်ပေါ့နော်အဲ့တော့ quotation feature လေးကိုစသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်က sage တဲ့ဝင်ပေးပါဝင်ပြီးဆိုလို့ရှိရင်ဒါ customer မှာတဲ့ဒါပစ္စည်းလေးတွေပေါ့နော်ဒါကျွန်တော်တို့list လုပ်လိုက်မယ်ပေါ့နော်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဒီမှာအောက်မှာ quotation ဆိုတဲ့ဥစ္စာလေးရှိရပေါ့အဲ့ဒါလေးကိုဒါနှိပ်လိုက်မယ်အဲ့လိုနှိပ်လိုက်ပြီဆိုလို့ရှိရင် quotation ကကြတော့ဒီကျွန်တော်တို့ရဲ့ဒီ stock အရေးအတွက်ကိုပေါ့နော်သူကမလျော့သွားဘူးပေါ့မလျော့သေးဘူးပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီအရေးအတွက်တွေက quotation state ဖြစ်တဲ့အတွက်ဒါတိုးတာလည်းရှိမယ်ဒါလျော့တာလည်းရှိမယ်ပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကဒါပြောင်းလဲလို့ရသေးတဲ့အတွက်ကျွန်တော်က quotation state မှာကျွန်တော် list လုပ်ထားလို့ရတယ်ပေါ့နော်ဟုတ်ခုနကလို့ကျွန်တော်တို့ list လုပ်ထားတဲ့ဒီ quotation လေးတွေကိုပြန်ကြည့်လို့ရတယ်ဆိုရင်ဒီမှာ quotation order ဆိုတဲ့နေရာမှာဒါကြည့်လို့ရတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ခုနလုပ်ထားတဲ့ဒါ quotation ဒီ list လုပ်ထားတဲ့ဟိုပါပေါ့ quotation voucher လေးပေါ့နော်အဲ့ဥစ္စာကိုကျွန်တော်တို့ကအကယ်၍ဒါ customer ကို print ထုတ်ပေးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ order time ဆိုတဲ့ဥစ္စာလေးကိုနှိပ်ပြီးတော့ print ထုတ်ပေးလို့ရပါတယ်ဒီ order detail လေးရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ print PDF ထုတ်မလားဒါ voucher ထုတ်မလားပေါ့နော်ဒါလေးတွေကိုနှိပ်ပြီးတော့ဒါထုတ်လို့ရပါတယ်အကယ်၍များ customer ကနေပြီးတော့ကျွန်တော်တို့ဒီမှာဟိုထပ်တိုးကျင်တာပေါ့နော်ထပ်ဟိုကုန်ပစ္စည်းအရေးအတွက်ထပ်တိုးကျင်တာပေါ့ဆိုလို့ရှိရင်လည်းကျွန်တော်ကဒီ2 terminal ဆိုတဲ့ဥစ္စာလေးကိုနှိပ်ပြီးတော့ဒါတိုးလို့ရပါတယ်ဟုတ်ပြီအကယ်၍များမှာ customer ကနေပြီးတော့ဒီဈာကုန်ပစ္စည်းလေးတွေကိုထပ်တိုးတဲ့အခါမှာလည်းကျွန်တော်ကတိုးပြီးတော့ဒီ update ဆိုတာလေးကိုနှိပ်ပေးထားလို့ရပါတယ်ကျွန်တော်ကဒီ quotation မှာပေါ့နော်ဒီ filter လေးတွေလည်းရှိရပေါ့ကျွန်တော်ဒါဆိုရင်တရက်ချင်းတစ်လချင်းတစ်နှစ်ချင်း filter လေးတွေလည်းကြည့်လို့ရတယ်အကယ်၍မှာကျွန်တော်က quotation ID နံပါတ်ပေါ့နော်ဒီလို quotation ID နံပါတ်ပေါ့အဲ့ဒီ ID နံပါတ်လေးနဲ့လည်းကျွန်တော်က search လုပ်ပြီးတော့ရှာလို့ရပါတယ်အကယ်၍များမှာ customer ကနေပြီးတော့ဒီ quotation state ကနေပြီးတော့ invoice state ကိုပေါ့နော် invoice state ကိုသွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကဒီ2 terminal ဆိုတဲ့ဥစ္စာလေးကိုနှိပ်ပြီးတော့သွားလို့ရပါတယ်ဟုတ်ဒီဟာက invoice state ပြောင်းတော့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီမှာ pay ကိုနှိပ်ပြီးတော့ကျွန်တော်တို့ပြောင်းပေးလို့ရပါတယ်ခင်ဗျာဒါဆိုရင် pay နှိပ်ပြီးတော့ကျွန်တော်တို့ invoice စလို့ရပြီပေါ့ okay ဒီ quotation နဲ့ current order နဲ့ကြတော့လေဒီကွာခြားမှုရှိတယ်ပေါ့နော် current order မှာကြတော့သူကအဲဆို order တင်ထားတယ်ဆိုတဲ့ပုံစံမျိုးပေါ့ current order state မှာကြတော့ကျွန်တော်တို့ကဒီ company တွေကို list လုပ်လိုက်ပြီဆိုတာနဲ့အရေးအတွက်လျှော်သွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဒီ quotation feature လေးကိုကြည့်ရှုပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ Data Software မှာအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ